ဒီတရဝါဟာငါးလလုံးလုံးဘာမှမစားဘာမှမတော့ရအောင်တည်းမကဘူးအိမ်သားတော်တခါမှမသွားပဲအသက်ရှင်နိုင်တယ်ဆိုတာသင်ယုံနိုင်မလားဒါဟာယုံတန်းစကားမဟုတ်ပါဘူးတကယ်အပြည့်လောကရဲ့အဖြစ်အပျက်ပါဒါဟာအိယာနိုခါစာဝက်ဝင်ကြီးတကောင်ပါစောင်းနှင်းတစ်ခုလုံးအိတ်ဆက်ခဲ့ရလို့သူ့ရဲ့ကိုယ်လေးချိန်တွေအများကြီးကြာဆင်းသွားပြီးရုပ်ကလည်းတကယ်ကိုအိတ်ချင်မှုဖြစ်နေတာပါပြီးခဲ့တဲ့ဆောင်းဦးတုန်းကတော့ဒီဝက်ဝင်ကြီးဟာအစီပြင်းတွေနဲ့တကယ်ကိုဝက်ဖြူဖြူကြီးဖြစ်နေခဲ့တာပါငါးလလုံးဖိုက်ဟောင်းလောင်းထင်နေတဲ့ဒီဝက်ဝင်ကြီးအရင်ဆုံးဘာစာဆောင်နေထင်လဲလူများစုထင်တယ်လို့အသားမဟုတ်ပါဘူးတကယ်ကိုနူးညံ့တဲ့မြက်ခင်းမြင်တွေကိုပဲသူအရင်ဆုံးရှာခွဲတာပါဒီမြက်တွေဟာနွေရာသီရဲ့အစောပိုင်းမှာသူတို့အတွက်အားအိမ်ဖြစ်စေတဲ့အဓိကအစားအစာပဲဖြစ်ပါတယ်ဒါပေမဲ့တကယ်ကွဲတော်ကြီးကတော့စောင်းဦးပေါက်မှာရောက်လာမှာပါမြစ်ထဲကိုဆာလိုမွန်ငါးတွေထောင်နဲ့ချီရောက်လာတဲ့အခါဝက်ဝင်တွေဟာနောက်တစ်ညက်အိတ်ဆက်ဖို့အတွက်အားရင်တွေအပြည့်အဖြည့်တင်းပြီးဖိုက်ကောင်းအောင်စားကြတော့တာပါပဲတဘာဝတရားကြီးကတကယ်ကိုအံ့ဩဖို့ကောင်းတယ်မဟုတ်လားအစာမစားဘဲ9လလုံးအိပ်ယုံနဲ့ပိန်သွားနိုင်တဲ့ဒီစွမ်းအားမျိုးကိုတင်ရောလိုချင်မိလား comment မှာပြောသွားခဲ့အောင်နော်